ဟုတ်ကဲ့ရှင်အတီးတွေကလေလက်ခံပါတယ်ရှင်အတီးတွေကနေ့တိုင်းလက်တီးနေပါတယ်နော်အတီးနဲ့ပတ်သက်ပြီးတော့ဗောနော်တက်တော့မတင်တော့အတီးတွေရက်ထားလာမေးကြလို့မဟုတ်ဘူးရှင်အတီးတီးတဲ့အချိန်မှာလေ live တွေလွှင့်နေတော့လေခါလေးရတနေ့ကို2ပုတ်3ပုတ်လောက်တီးရတယ်ဗောနော်အတီးကနေ့တိုင်းအရန်များနေတယ်အတီးတွေတော်တော်လေးကိုများပါတယ်ရှင်အဲ့တော့အတီးတွေတီးပါတယ်ရှင်အဲ့လိုရပါတယ်နော်အတီးနဲ့ပတ်သက်ပြီးဘူးတွေကိုကောင်းကောင်းမရိုက်ပြလို့ဗောနော် live လွှင့်တာများတော့လေလိုက်မှာပဲကြည့်ကြတာပေါ့နော်လိုက်လွှင့်တာကိုမြင်တဲ့လူတွေကသိမှာပေါ့နော်အဲ့လိုရပါတယ်ရှင်နေ့တိုင်းတီးနေပါတယ်ရှင်နေ့တိုင်းကိုတီးနေပါတယ်ရှင်တချင်အတက်သူတွေနော်ကြံကနေပြီခုမှဘာလို့အကြရလဲမော်တယ်တချင်နေရလဲကြားပြက်လောက်အခြားတီးတွေကလည်းများနေတော့လေအဲ့တော့ရှင်တချင်နေလုံးမယ်ဆိုလို့ရှိရင်လည်းပေါ့နော်အမြန်လေးလောက်တော့ဗောနော်အမြန်လေးလောက်တော့ဆိုတာတော့တော်တော်နောက်ကျနေပါပြီရှင်နော်အဲ့လိုမနိုင်မနေနေဖြစ်တာဗောရှင်မနိုင်မနေဖြစ်တာပါရှင်မနာသေးဘူးဆရာကြီးကတော့တနေ့လုံး